တစ်တောတစ်ခုရဲ့အဆောင်အရှောက်ဖြစ်တဲ့တစ်ပင်ဆောင်ဘလူးအကြောင်းပုံမြင်လေးကိုအပိုင်းတစ်အဖြစ်ဖန်တီးပေးလိုက်ပါတယ်။တစ်ပင်ဆောင်ဘလူးနဲ့အမှောင်တော်ကပါအပိုင်းတစ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူတူမနီးတဲ့မဟာမြိုင်တောနတ်ကြီးထဲမှာလူတရမကကြီးမားတဲ့ကုံပန်သို့မဟုတ်တစ်ပင်ဆောင်ဘလူးကြီးတူရှိခဲ့ပါတယ်။သူ့နာမည်ကဂါဝတဲ့ဂါဝဟာတခြားဘလူးတွေလိုကြောက်စရာကောင်းတဲ့ရုပ်ရည်ရှိပေမဲ့စိတ်ထားကလိုအလွန်နူးညံ့ပြီးတောထဲကတစ်ပင်တွေတတဝါတွေကိုချစ်မြတ်နိုးသူပါသူ့ရဲ့ခန္ဓာကိုယ်ဟာတစ်ခေါက်တွေလိုမာကြောပြီးမျက်လုံးတွေကတော့ညဘက်မှာမီးဝင်းဝင်းတောက်နေစေတတ်ပါတယ်သူဟာရှေးအောင်ညောင်ဗုဒ္ဓဟေတစ်ပင်ကြီးတစ်ပင်ရဲ့အမျက်တွေကြားမှာနေထိုင်ပြီးတောထဲကိုကျူးကျော်ဖြစ်စီးမဲ့သူတွေကိုအမြဲစောင့်ကြည့်နေလေရှိတယ်ပစိန်ကိုင်းဆောင်သူများရောက်ရှိလာခြင်းတနေ့မှာတော့ရွာကတစ်ခွတ်သမားတစုဟာတားမြစ်ထားတဲ့မဟာမြိုင်တောထဲကိုရောက်လာကြပါတယ်သူတို့ဟာရွာကတထေးတူရဲ့အမိန့်အရာအဖိုးတန်တစ်တွေကိုခွတ်လဲဖို့ရည်ရွယ်ထားကြတာပါဒီတစ်ပင်ကြီးကိုခွတ်မယ်ဟဲ့ဒါဆိုရင်ငါတို့တသက်လုံးစားမကုန်တဲ့ရွှေတွေရောက်လာလို့တစ်ခွတ်သမားခေါင်းဆောင်ကဂါဝနေထိုင်တဲ့ညောင်မင်းကြီးကိုလက်ညှိုးထိုးပြီးပြောလိုက်ပါတယ်ဂါဝဤတတိပေးတဲ့တစ်ခွတ်သမားတွေကပစိန်တွေကိုမြှောက်လိုက်တဲ့အချိန်မှာပဲမြေကြီးတစ်ခုလုံးတုန်ခါသွားပြီးလေပြင်းတွေစတိုက်ပါတော့တယ်တစ်ပင်ကြီးနောက်ကနေလူတရက်မကမြင့်တဲ့ဘလူးကြီးဂါဝဟာထွက်လာပြီးနတ်ရှင်းနဲ့အတန်ကြီးနဲ့ဟင်းဟောက်လိုက်ပါတယ်အချင်းလူသားတို့ဤတစ်ပင်ပြီးတောဤအသက်ထွတ်သည်မင်းတို့ရဲ့လောဘအတွက်ငါတောကိုမဖျက်ဆီးပါနဲ့အခုချက်ချင်းပြန်ကြစမ်းတစ်ခွတ်သမားတွေဟာကြောက်လန့်ပြီးထွက်ပြေးကြပေမဲ့ခေါင်းဆောင်ဖြစ်သူကတော့မပြေးပဲခါးကြားကမော်အစွဲရှိတဲ့ပစိန်ကိုထုတ်လိုက်ပါတယ်သူဟာတာမန်တစ်ခွတ်သမားမဟုတ်ပဲတောဆောင်လက်နဲ့ဘလူးတွေကိုနှိမ်မင်းမှုပညာသင်ထားတဲ့စွန်းကဝေတူဖြစ်နေလိုပါပဲအပိုင်းနှစ်အတွက်ကြိုတင်ပြင်ဆင်ထားသောအချက်နောက်ထပ်တင်ဆက်ပေးမယ့်အပိုင်းနှစ်မှာတော့အောက်ပါစိတ်လှုပ်ရှားစရာအကြောင်းအရာတွေကိုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။မော်ပစိန်နှင့်ဂါဝ၏တိုက်ပွဲဘလူးကြီးဂါဝဟာစွန်ကဝေးရဲ့မော်ပစိန်တန်းကိုဘလူခုခံမလဲ။တောနတ်ထဲကမဟာမိတ်ဂါဝကိုကူညီမဲ့တခြားတောဆောင်နတ်တွေဒါမှမဟုတ်တတဝါလေးတွေပေါ်ထွက်လာခြင်း။နတ်ရှင်းတဲ့လွတ်ယူဖြတ်ထိုညောင်မင်းကြီးအောက်မှာဘလူးကြီးဂါဝစောင့်ရှောက်နေတဲ့တကယ်အဖိုးတန်အရာကဘာလဲဆိုတာကိုဖွင့်ချခြင်းအပိုင်းနှစ်ကိုဆက်လက်ဖတ်ချင်တယ်ဆိုရင်အပိုင်းနှစ်ဆက်ပေးပါလို့ပြောလိုက်ရုံပါပဲကျွန်တော်အသင့်ပြင်ဆင်ထားပါတယ်